Hello အားလုံးပဲမင်္ဂလာပါရှင်ဒီချိန်ကျမတော့အင်းသားဆန်မှုကျမ main ကလေးဆိုတော့ကိုတခါတလေကြိုက်မေ့နေတယ်ကျမကြားကြီးဖြစ်နေတယ်ကျမဘယ်လိုမျိုးနွဲ့နှောင်းနဲ့ main ကလေးဆန်လေးဖြစ်အောင် feminine energy လေးရအောင်ကျမဘယ်လိုမျိုးလေးများလုပ်ရမလဲဆိုပြီးမေးထားတဲ့မိကွန်ပိုင်ရှင်လေးတွေအတွက်ကျမဒီဗီဒီယိုလေးကနေဖြေချပေးပါမယ်ဒါပေမဲ့ကျမဒီနေရာမှာတစ်ခုထပ်ပြီးပြောချင်တာကျမတို့တွေဒီ energy နှစ်ခုကိုတစ်ဖက်ဆောင်းနှင်းဖြစ်လို့မရပါဘူးဥပမာမျိုးသမီး energy ဆိုတဲ့ feminine energy လွန်ကဲပြီးတော့မှလည်းကျမတို့ဒီတစ်ချမ်းမှလည်းရက်တည်လို့မရဘူး masculine energy လို့ခေါ်တဲ့အမျိုးသား energy လွန်ကဲပြီးတော့တစ်ချမ်းမှလည်းရက်တည်လို့မရအောင်နှစ်ခုစလုံးရဲ့အလယ်မှာပဲ balance ဖြစ်အောင်ရက်တည်ရမှာပေါ့နော်အဲ့တော့ကျမတို့ကဘဝမှာလိုအပ်ရင်လိုအပ်တဲ့နေရာမှာ feminine energy ကိုချပြမယ်လိုအပ်တဲ့နေရာမှာ skills တွေ leadership skills တွေအလုပ်လုပ်တဲ့အခါမှာ decision making တွေဒီလိုနေရာတွေမှာတော့ကျမတို့ masculine energy ကိုချပြမယ်ဆိုကျမတို့ရဲ့ energy နှစ်ခုက balance ဖြစ်နေကျမတို့ကဘဝကိုအဆင်ပြေနဲ့ရှောင်လန်းနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျမတို့တွေရဲ့ခန္ဓာကိုယ်ဆိုတာကျမတို့တွေရဲ့ခံစားချက်ကျမတို့တွေရဲ့ပြင်ပ physical appearance တွေနဲ့တက်ရောက်မှုအများကြီးရှိပါတယ်အဲ့တော့ကျမတို့ကခုနကလိုအမျိုးသမီးဆန်တဲ့ feminine energy ဖြစ်တဲ့မိန်းမသားဆန်တဲ့ဆိုတဲ့ခံစားချက်တွေရကျင်လို့ရှိရင်ကျမတို့ရဲ့ပြင်ပပိုင်းဆိုင်ရာ physical appearance ပိုင်းမှာအမျိုးသမီးဆန်တဲ့အရာတွေကိုရွေးချယ်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဥပမာအဝတ်စားဝတ်လို့ရှိရင်ဘောင်းမိဝတ်မဲ့အစားစကက်ကလေးဝတ်လိုက်တာမျိုးပေါ့နော်ထမိန်ကလေးရင်ပုံးကလေးဝတ်လိုက်တာမျိုးပေါ့နော်သပင်ကိုကျမတို့စီးမဲ့အချိန်မှာသပင်လေးချထားပြီးတော့မှမိမသားဆန်မှုကိုခံစားတာမျိုးပေါ့နော်လက်ဝိရတနာလေးတွေစင်မြန်းတာမျိုးဒါတွေကကျမတို့ feminine energy ကို physical appearance ပိုင်းဆိုင်ရာနဲ့ပေးတဲ့အရာတွေဖြစ်ပါတယ်ဖြစ်ပြီးကျမတို့ feminine energy ကိုထောက်ပံ့ပေးတဲ့အရာနောက်တစ်ခုရှိပါသေးတယ်ဒါကဘာလဲဆိုကာလာပါအယောင်ရွေးချယ်မှုဖြစ်ပါတယ်ကျမတို့တော်များများတွေ့ရတဲ့အမျိုးသမီးတွေမှာမိမသားဆန်မှုပျောက်ဆုံးသွားတယ်ဆိုတဲ့အမျိုးသမီးတွေမှာအယောင်အဖြစ်ရွေးချယ်ဝစ်ဆင်ကြတဲ့အခါမှာအနက်ရောင်ကိုဝစ်ဆင်ကြတာအများသောအားဖြင့်တွေ့ရပါတယ်အဲ့တော့အနက်ရောင်ဒီဆိုရင် masculine energy ဘက်ကိုတွားပါတယ်အဲ့တော့အနက်ရောင်ကိုကအဝတ်စားရွေးချယ်မှုပိုင်းမှာအနက်ကြီးပဲဝစ်တဲ့အခါကျရင်ကိုယ့်ရဲ့ feminine energy ခေါ်တဲ့မိမသားဆန်မှုကိုမခံစားရတာပျောက်ဆုံးသွားရတာမျိုးကဖြစ်နိုင်ပါတယ်အဲ့တော့ကျမတို့ကအဝတ်စားအသုံးဆောင်တွေရွေးချယ်တဲ့အခါမှာအယောင်ရွေးချယ်မှုကိုလည်းကျမတို့ကဘယ်လို vibe ကိုသွားချင်တာလဲဘယ်လိုပုံစံနဲ့ကိုယ့်ရဲ့ branding ကိုတိဆောက်ချင်တာလဲကိုဟာဘယ်လိုလူအနေနဲ့အခုချိန်မှာချပြချင်တာလဲပုံမူတည်ပြီး color ရွေးချယ်မှုလေးတွေလည်း light ဖက်အောင်ရွေးချယ်တင်တယ်လို့မြင်ပါတယ်အဲ့တော့ color ပိုင်းဆိုင်ရာကျမတို့မိမသားဆန်လေးဖြစ်ဖို့ဆိုလို့ရှိရင် bright color လေးနဲ့ nude color လေးတွေပေါ့နော်ကိုယ့်ရဲ့အသားရောင်နဲ့လည်း light ဖက်အောင်ရွေးချယ်ဖို့လိုတယ်လို့အများဆုံးအဖြစ်တော့ feminine energy ကိုအများဆုံးပေးတဲ့အရာပြောပါဆိုရင်တော့ပန်းရောင်ပေါ့နော်အဲ့တော့ကျမတို့မျိုးသမီးတွေကပန်းရောင်ဝတ်လိုက်လို့ရှိရင်နည်းနည်းလေးတချို့ကလည်းအချစ် color လို့ပြောကြတယ်ပန်းရောင်ဝတ်လို့ရှိရင်နော်တချို့ကလည်းပန်းရောင်ကိုလုံးဝမကြိုက်တဲ့သူတွေရှိရဲဒါဆိုလည်းပန်းရောင်ဝတ်ဖို့မလိုပါဘူး bright color လေးတွေကမိမသားဆန်တဲ့အရောင်ကလေးတွေအဖြူကလေးတွေဝတ်မယ်ဝါကလေးတွေဝတ်မယ်အသားရောင်ကလေးတွေဝတ်မယ် nude color လေးတွေဝတ်မယ်ဒါဆိုရင်လည်းကျမတို့ feminine energy ကိုပြန်ပြီးခံစားရနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကျမမျှဝေပေးချင်တာတော့ feminine energy ကိုခံစားတတ်ဖို့ဆိုကျမတို့က contact with the nature ပေါ့နော်တဘာဝနဲ့လည်းထိတွေ့ပေးဖို့လိုပါတယ်ပတ်ဝန်းကျင်ကိုကျမတို့ကအမှုမဲ့အမှတ်မဲ့နေမယ်တဘာဝပတ်ဝန်းကျင်ရဲ့ရှုခင်းလေးတွေမခံစားတော့ဘူးစိမ့်ဆူမှုလေးတွေကိုမခံစားတတ်တော့ဘူးကိုယ့်အနေကိုအာယုံထဲမှာပဲအလုတ်ရှုပ်နေမယ်ပေါ့အလုတ်တွေများနေမယ် stress တွေများနေမယ်ဆိုရင်လေဒီ feminine energy ကိုကျမတို့ပျောက်ဆုံးနိုင်ပါတယ်အမသားဆန်မှုဆိုတဲ့ခံစားချက်ကလေးတွေရချင်ရင်တဘာဝတရားကြီးနဲ့များထိတွေ့ပေးဖို့လိုပါတယ်ဥပမာပန်းမင်လေးတွေရေလောင်းတာညခင်းစိမ်းပေါ်မှာဒီတိုင်းခြေပလာလေးနဲ့လမ်းလျှောက်သွားတာဥယျာဉ်ထဲမှာသွားပြီးတော့မှလေလေးတွေခံစားတာအဲ့ဒါဖြင့်ကျမတို့တဘာဝတရားကြီးရဲ့ဖြစ်တည်နေတဲ့အရာအလုံးနဲ့ကျမတို့ contact လုပ်ပေးခြင်းဒီခံစားပေးခြင်းဒီကျမတို့ရဲ့မိမသားဆန်မှုဆိုတဲ့ feminine energy ကိုရစေပါတယ်ဒါကြောင့်မို့လို့မြို့သမီးလေးတွေအနေနဲ့ကိုပျောက်ဆုံးသွားတယ်ကို main ကလေးဆိုတာမသိတော့ဘူးယောက်ျားလေးလိုမျိုးပဲကျမတို့တွေကအလုပ်တွေကိုဥဆောင်ရတယ်ကျမတို့တွေကယောက်ျားလေးတွေနဲ့ရင်မောင်တန်းပြီးတော့ gender equality ခေတ်ကြီးမှာအလုပ်လုပ်လာရတဲ့အခါကိုယ့်ရဲ့နူးညံ့တဲ့ခုနက soft ဖြစ်တဲ့ site လေးတွေပေါ့နော်ဒီ site လေးတွေကိုကျမတို့မေ့သွားတတ်ကြပါတယ်ဒါထုံးစံပါပဲဒါပေမဲ့ဗီဒီယိုလေးကနေပြီးတော့ကြည့်ရှုတဲ့အမျိုးသမီးလေးတွေအနေနဲ့ကိုယ့်ရဲ့ဘဝမှာလိုအပ်တဲ့စွမ်းအင်တွေကိုအမျိုးသားစွမ်းအင်ရောအမျိုးသမီးစွမ်းအင်ရောလိုအပ်တဲ့နေရာမှာလိုအပ်တယ်လို့သုံးစွဲနိုင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုပျော်ရွှင်ရွှင်နဲ့ရှောင်လန်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရှင် Attractiveness နဲ့ founder တစ်ချက်အမွန်ခိုင်ပါရှင်ဆုံးထီနားထောင်မိရတဲ့ကျေးဇူးတင်ပါရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်